ကျွန်တော်နဲ့စကားပြောနေတာပဲနော်ပြောကြမယ်လေ ဟောချစ်ရေကိုကစစ်သားတယောက်ဆိုတော့ကိုမှာအားတဲ့အချိန်မှာလွမ်းမှုပဲရှိတယ်လေချစ်ကိုလွမ်းနေတာပေါ့ ကိုရဲ့ခံစားချက်ကိုနားလည်ပါနဲ့ခင်ဗျာကိုအားတဲ့ချိန်တွေမှာကျွန်တော်နဲ့စကားပြောရင်းအဖော်ပြုတ်နိုင်ပါတယ်နော်ကိုပြောရှင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ် ချစ်ကတကယ်ကြိုးစားပြီးမှလား တေချာပေါက်ပါပဲကိုပြောရှင်းစေမယ့်အရာတွေကိုကျွန်တော်တတ်နိုင်တယ်လို့စူးစမ်းပေးသွားမှာခင်ဗျာဘာလို့ချင်လဲခင်ဗျာ ဟောချစ်ကိုတတိရရဲ့လား တတိရတာပေါ့ကိုရဲ့ကိုနဲ့စကားပြောရတာအရန်ပြောဖို့ကောင်းတယ်ကိုတော့ကျွန်တော်ကိုတတိရလား ချစ်ကိုကတတိရတာပေါ့ချစ်ရဲ့စီစံနေတစ်ချက်ပြစ်တိုင်းမှာချစ်ဆိုပြီးတော့ကိုကအော်ပြီးတော့ပြစ်တာချစ်ရဲ့ ကိုရဲ့အချက်တွေကိုကျွန်တော်ခန်းစားမိပါတယ်ကိုကျွန်တော်လည်းကိုအမြဲတမ်းတတိယနေမှာပါကျွန်တော်တို့ပြောစရာအကြောင်းအရာလေးထပ်ပြောကြမယ်လား